ကြီးတွေဒါမှမဟုတ် IGCSE စံမိပွဲတွေဖြည့်ပြီးထားတယ် business နဲ့ ID ဘိုင်းကိုလည်းစိတ်ဝင်စားရဆိုလို့ရှိရင်တော့လာမယ့် April 3 ရက်နေ့မှာ FAI နေပြီးတော့ပြုလုပ်ပေးသွားမယ် Start Your Travel Crown UK University Degree with EAIM Singapore ဆိုတဲ့ exclusive webinar လေးကတင်အတွက်ပါပဲ EAIM ဟာပညာရေးနယ်ပယ်မှာနှစ်ပေါင်း40ကျော်ကြာရပ်တည်လာပြီးတော့ 4-year EduTrust Certification ရရှိထားတဲ့စင်ကာပူနိုင်ငံရဲ့ Private Education Institution တစ်ခုဖြစ်ပါတယ်။ University of Wolverhampton, Aston University တို့နဲ့ partnership ချိတ်ဆက်ထားတဲ့အပြင်သင်ကြားပေးမယ့် program တွေကိုလည်းကမ္ဘာအဆင့်မီတက္ကသိုလ်အခု30ရာနေပြီးတော့အသိမှတ်ပြုပေးထားတာဖြစ်ပါတယ်။ဒါကြောင့်ဒီ webinar ကနေပြီးတော့ University of Wolverhampton, Aston University တို့ကနေပြီးတော့တိုက်ရိုက်ပေးအပ်မယ့်ဘွဲ့တွေအကြောင်းကိုသိရှိခွင့်ရမယ်။ Foundation ကနေစလို့ Bachelor နဲ့ Master Program တွေအထိကိုတက်ချင်တဲ့ program တွေအကြောင်းကိုအသေးစိတ်ဆွေးနွေးခွင့်ရမယ်။ဒါအပြင် EAIM နဲ့ပတ်သက်ပြီးတော့အများကြီးရှာဖွေကြမလို့ပဲနဲ့အချိန်တစ်နာရီအတွင်းမှာပြည့်ပြည့်စုံစုံနဲ့သိရှိခွင့်ရမှာပဲဖြစ်ပါတယ်။ဒါအပြင်ဒီ webinar မှာဆိုလို့ရှိရင် EAIM ရဲ့ Country Manager တူဖြစ်တဲ့ Map OE ဝင်ကိုယ်တိုင်ပါဝင်ဆွေးနွေးသွားမှာဖြစ်ပြီးတော့ Question and Answer Section လေးလည်းပါတာဖြစ်လို့ကိုသိချင်တာတွေကိုအပြန်အလှန်တိုင်ပင်ဆွေးနွေးလို့ရမယ့်အခွင့်အရေးလေးကိုလည်းရရှိမှာပဲဖြစ်ပါတယ်။ webinar လေးကိုတော့လာမယ့် April 3 ရက်နေ့နေ့လယ်တနာရီခွဲကနေပြီးတော့3နာရီထိပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ Zoom link လေးကိုတော့ register လုပ်ထားတဲ့သူတိုင်းကိုပြန်လည်ပေးပို့ပေးသွားမှာဖြစ်ပြီးတော့ registration form လေးကိုတော့ caption ထဲမှာထားပေးထားတာဖြစ်လို့မြန်မြန်လေး register လုပ်လိုက်တော့နော်။